ကဘာကြီးထဲမှာဒေါ်လာနဲ့ရွှေဆိုတဲ့အရေးကြီးဆုံးအရာနှစ်ခုရှိပါတယ်။ဒေါ်လာကအင်အားကြီးပြီးလူတိုင်းအသုံးပြုတဲ့ငွေကြေးဖြစ်တယ်လို့ရွှေကတော့တိတ်တိတ်နဲ့တန်ဖိုးကြီးပြီးအန်ဒီရရှိတဲ့အချိန်မှာလူတွေခိုလုံကြတဲ့အရာပါ။ဒီနှစ်ခုဟာမကြာခဏစန့်ကျင်ဘက်အထိလှုပ်ရှားနေကြပါတယ်။စီးပွားရေးကောင်းပြီးလူတွေအနာဂတ်ကိုယုံကြည်နေတဲ့အချိန်တွေမှာဒေါ်လာကအားကောင်းနေတတ်ပါတယ်။အလုပ်ကုန်တွေများစီးပွားရေးလဲပတ်ကောင်းနေတဲ့အခါလူတွေကဒေါ်လာကိုကြိုက်ထားခြင်းကြပြီးဘန်နဲ့ထားရင်အတိုးပါရနိုင်ပါတယ်။ဒီလိုအချိန်မှာရွှေကိုကင်ထားရင်အတိုးမရတဲ့အတွက်လူတွေကရွှေကိုစိတ်မဝင်စားတော့ပါဘူး။ဒါကြောင့်ရွှေဝဲလိုအားလျော့သွားပြီးရွှေဈေးကကျသွားတတ်ပါတယ်။ဒေါ်လာကတက်နေပြီးရွှေကနားလေတဲ့အချိန်ပါ။ဒါပေမဲ့ကဘာကြီးမှာအကျက်တဲတွေဖြစ်လာတဲ့အခါအခြေအနေကပြောင်းသွားပါတယ်။ကိုဗစ်လိုကပ်ရောဂါစစ်ပွဲတွေစီးပွားရေးပြက်ကွက်မှုတွေဖြစ်လာရင်လူတွေကအနာဂတ်ကိုမယုံကြည်နိုင်တော့ပါဘူး။ဒီလိုအချိန်မှာဒေါ်လာတန်ဖိုးတောင်ကျနိုင်တယ်လို့ထင်လာကြပြီးလူတွေကကိုယ်ငွေကိုကာကွယ်ဖို့ရွှေဘက်ကိုပြေးသွားကြပါတယ်။ရွှေကအမြဲတမ်းတန်ဖိုးရှိနေပြီးမပြောက်ကွယ်နိုင်တဲ့အတွက်လူတွေအယုံကြည်ဆုံးခိုးလုံရဖြစ်လာပါတယ်။ဒီလိုနဲ့ရွှေဝဲလွားတက်လာပြီးရွှေဈေးကမြင့်တက်လာတတ်ပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်ဗဟော်ဘဏ်လိုအဖွဲ့အစည်းကြီးတွေကဒေါ်လာကိုပြန်အားကောင်းအောင်အတိုးနှုန်းကိုမြင့်တက်ပါတယ်။ဥပမာအနေနဲ့လူတစ်ယောက်မှရွေးချယ်စရာနှစ်ခုရှိတယ်လို့စဉ်းစားကြည့်ပါ။တစ်ခုကရွှေဝယ်ထားခြင်းထက်ပြီးတစ်ခုကဘဏ်ထဲမှာဒေါ်လာထားခြင်းပါအမေရိကန်ဗဟော်ဘဏ်ကအတိုးနှုန်းကိုမမြင့်သေးတဲ့အချိန်မှာဘဏ်ထဲဒေါ်လာထားရင်အကျိုးအမြတ်မများလို့လူတွေကရွှေကိုပိုစိတ်ဝင်စားကြပါတယ်ဒါပေမဲ့အတိုးနှုန်းမြင့်လိုက်တဲ့အခါဘဏ်ထဲမှာဒေါ်လာထားရုံနဲ့အတိုးရလာတာကြောင့်လူတွေကရွှေကင်ထားရင်အတိုးမရဘူးဒေါ်လာကင်ထားရင်ပိုအကျိုးရှိတယ်လို့တွေးလာကြပါတယ်ဒီလိုနဲ့လူအများစုကရွှေကိုရောင်းပြီးဒေါ်လာကိုပြန်ကင်လာကြတဲ့အတွက်ရွှေဈေးကျသွားပြီးဒေါ်လာကပြန်အားကောင်းလာတာဖြစ်ပါတယ်။ဒီလိုဖြစ်လာရင်ရွှေဈေးကထပ်မံကျသွားပြီးဒေါ်လာကပြန်တက်လာပါတယ်။ဒါကြောင့်ဒေါ်လာနဲ့ရွှေဟာတစ်ခုတက်ရင်တစ်ခုကျသလိုလှုပ်ရှားနေကြတာပါ။ရွှေကိုထုတ်ရောင်းလို့ရလာဆိုရင်အဖြေကရပါတယ်။နိုင်ငံတွေဗဟိုဘဏ်တွေကကိုယ်နိုင်ငံရဲ့ရွှေအရန်ကိုလိုအပ်တဲ့အချိန်မှာရောင်းထုတ်နိုင်ပါတယ်။ဒါပေမဲ့ရွှေကနိုင်ငံတနိုင်ငံရဲ့ယုံကြည်မှုအခြေခံဖြစ်တဲ့အတွက်အများကြီးမရောင်းဘဲအလွန်တတိထားပြီးတာရောင်းကြတာဖြစ်ပါတယ်။ရွှေအများကြီးရောင်းလိုက်ရင်ကိုယ်နိုင်ငံရဲ့ငွေကြေးအင်အားအားနည်းတယ်ဆိုတဲ့အချက်ကိုပြသသလိုဖြစ်နိုင်လို့ပါအတူချုပ်ပြောရရင်ဒေါ်လာနဲ့ရွှေဟာကမ္ဘာစီးပွားရေးအခြေအနေကိုလိုက်ပြီးဆက်ဆက်လှုပ်ရှားနေကြပါတယ်စီးပွားရေးကောင်းတဲ့အချိန်မှာဒေါ်လာကတောက်ပလာပြီးရွှေကနားနေတတ်ပါတယ်စီးပွားရေးမကောင်းအန်ဒီရများတဲ့အချိန်မှာတော့လူတွေရွှေဘတ်ကိုပြန်လာကြပြီးရွှေဈေးကတက်လာတတ်ပါတယ်ဒီအရာတွေကြောင့်ပဲဒေါ်လာနဲ့ရွှေဟာအမြဲတမ်းဆက်နေတယ်လို့ပြောနိုင်တာပါကျွန်တော် channel ကို follow subscribe like လုပ်ဖို့မမေ့နဲ့နော်ဒါမှကျွန်တော်နောက်ထပ်စိတ်ဝင်စားတဲ့ဗီဒီယိုတွေကိုထပ်လုပ်ဖို့အတွက်အားရှိမှာမို့လို့ပါကြည့်ရှုမှုအတွက်လည်းကျေးဇူးတင်ပါတယ်